ဒီနှစ်ချက်မသိသေးလို့လားဝက်ချန်တွေကပျောက်သေးတဲ့လောက်မပျောက်ပဲနဲ့အမဲဆက်တွေကပို့ပြီးတော့များလာတာဘလို့ချက်မျိုးလဲဆိုတော့အခုကြည့်နေတဲ့သူတွေလည်းလုံးမိနေပါပဲမင်းစင်ကိုနိုင်လည်းအရင်တော့ကလုံးမိတယ်ဝက်ချန်တွေထွက်တိုင်းပျောက်ချင်စောနဲ့ညှင်းမိတယ်တတိမထားမိပဲနဲ့အမဲဆက်တွေကပို့တော့များလာတယ်ဝက်ချန်တွေကမပျောက်ပဲနဲ့တန်တရားလဲလာနံပါတ်2တစ်ချက်ကတော့ဝက်ချန်တွေကိုအရှင်းကိုမှတတ်တာစေမဲ့မျက်နှာတိတ်စစ်ပြမျိုးရွေးပြီးတော့မသုံးတာပြီးရောမျက်နှာတိတ်စစ်ပြတွေသုံးမိနေတော့ဝက်ချန်တွေကတောင်ယုံတန်ယုံနဲ့မပျောက်ပဲနဲ့တန်တရားလဲနေတာအဲ့တော့ဝက်ချန်တွေအရှင်းကိုမှလက်သွေးတတ်တာချင်တဲ့အမဲဆက်တွေကိုပါကြချင်တယ်ဆိုရင်တော့အခုမေစင်ကိုနိုင်သုံးပြီးတော့တိတာပြောင်းလဲလာတဲ့ဒီမေပိုင်းဒီဇိုင်းမျက်နှာတိတ်စစ်ပြကိုညှိုးပေးစေချင်ပါတယ်နေ့စဉ်ပုံမှန်လေးပေါင်းတည်ပြီးတော့သုံးမေးရုံနဲ့တင်ရှိနေတဲ့ဝက်ချန်ဆို2ပတ်လောက်ဆိုပြားချက်ပြီးတော့အဆန်လေးတွေကလက်သွေးကိုမှကြွေကြလာတဲ့ဝက်ချန်တွေဆိုရင်တတ်တာယုံတင်မကဘူးဝက်ချန်ကြောင့်ကြံခဲ့တဲ့အမဲဆက်တွေဆိုရင်တော့မျက်နှာလေးတိတ်ပြီးတာမျက်နှာအသားရည်ကိုတစ်စိတ်ကြည့်ပြီးတော့ဖြူလာတယ်မေစင်ကိုနိုင်ဆိုရင်တော့သုံးနေရင်းနဲ့မျက်နှာအသားရည်လေးတွေတော်တော်လေးကိုမှတိတာပြီးတော့ပြောင်းလဲခဲ့တာမို့လို့ခုလိုဘဝသူလေးတွေဝက်ချန်အမဲဆက်ရှိနေတဲ့သူတွေတုံးကြည့်ပြီးတော့တကယ်ကိုမှလှစေချင်တယ်ဆက်တွေ review တွေလည်းအခိုင်အမာအောင်မှရရှိထားတာမို့လို့စိတ်ချလက်ချသုံးပါဝက်ချန်စားဝက်ချန်အစီဘူးပြဿနာရှိနေလို့စားသုံးလို့ရပါတယ်အချင်းနဲ့ဆိုရင်တော့6ပေါက်စီမှာအသေးစိတ်မေးမြန်းပြီးတော့မှာယူလို့ရပါတယ်ရှင်